နံပါတ်1မြန်မာနိုင်ငံသားအနေနဲ့ထိုင်းမှာအလုပ်လုပ်ဖို့ company ထောင်ဖို့ visa ဘယ်လောက်ခက်လဲပြီးတော့investment ဘယ်လောက်ထည့်ရလဲပေါ့အဲ့ဒီနှစ်ခုအရေးကြီးတယ်ဒါမှမဟုတ်ပြီးတော့ Thai လူမျိုးနဲ့ business ပေါင်းစရာလိုလား Thai စကားတက်စရာလိုလားအဲ့ဒီသုံးခုဘယ်လိုဖြေမလဲမြန်မာနိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်တယောက်ထိုင်းနိုင်ငံကိုလာပြီးတော့စီးပွားရေးလုပ်ဖို့အခြေချဖို့ဆိုရက်စဉ်းစားပြီဆိုရင်သူတို့ရဲ့စဉ်းစားတဲ့ category က2မျိုးတစ်မျိုးကတော့မြန်မာနိုင်ငံထဲမှာကိုစီးပွားမလုပ်ချင်တော့တဲ့လူနောက်တစ်မျိုးကမြန်မာနိုင်ငံထဲမှာရှိတဲ့စီးပွားရေးအတွက်ကို proxy တစ်ခုလာခံတဲ့လူပေါ့နော်မြန်မာနိုင်ငံကမင်းသိတဲ့နိုင်ငံတကာကို banking တွေသွားလို့မလွယ်တော့ဘူး banking မြန်မာနိုင်ငံတွေတိုက်ရိုက် international banking လုပ်လို့မရတော့ဘူးအဲဒါကြောင့်သူတို့ရဲ့လိုအပ်တဲ့ငွေကြေးပေးချေမှုတွေတခြားtrading လုပ်တဲ့ဟာတွေကိုဒီကတဆင့်သွားလို့ရမလားဆိုတာလာတယ်အဲကြတော့ဘယ်လိုပဲလာကွာမြန်မာလူမျိုးတယောက်ကဘယ်ဖြစ်ဖြစ်နိုင်ငံခြားသားတယောက်ကပဲဖြစ်ဖြစ်ထိုင်းနိုင်ငံမှာ business setup တစ်ခုလာလုပ်မယ်ဆိုရင်နံပါတ်1ကငွေကြေးလို့မေးခဲ့ရင်ငွေကြေးကမင်းလုပ်ချင်တဲ့လုပ်ငန်းပေါ်မှာမူတည်ပြီးငွေကြေးလိုအပ်ချက်ရှိတယ်နံပါတ်2ကမင်းလုပ်ချင်တဲ့အမျိုးအစားပေါ်မူတည်လုပ်ငန်းဆိုတာခုနပြောလုပ်ငန်းဘယ်လိုလုပ်ငန်းလုပ်ချင်တာလဲဆိုတော့ငါပြောချင်တာကြီးလားသေးလားဆိုတာဟာမျိုးပြောချင်တာเนาะပတ်စံဒါပေမဲ့အခုထပ်ပြောတဲ့နောက်ထပ်ဘယ်လိုလုပ်ငန်းလုပ်တာပေါ်မူတည်ပြီးတော့ဆိုတာကကြတော့ဘယ်လို business setup မျိုးလုပ်တယ်ဆိုတာမူတည်ပြီးတော့ကြောက်လဲမင်းအနေနဲ့ကိုယ်ပိုင်လုပ်နိုင်သလားထိုင်းလူမျိုးနဲ့ပေါင်းအောင်မလားဆိုတာဖြစ်သွားငါနည်းနည်းလေးပြန်ထပ်ပြီးတော့အကျယ်ချဲ့ရရင်စီးပွားရေးတစ်ခုလုပ်မယ်ဆိုရင်ထိုင်းနိုင်ငံမှာနိုင်ငံခြားသားကိုပေးမလုပ်တဲ့စီးပွားရေးရှိသလိုနိုင်ငံခြားသားတွေလုပ်လို့ရတဲ့စီးပွားရေးလည်းရှိတယ်နော်အဲကြတော့နိုင်ငံခြားသားကိုပေးမလုပ်တဲ့စီးပွားရေးကိုတကယ်ကတော့လုပ်ဖို့ကိုမသိဘူးဒါပေမဲ့မြန်မာနိုင်ငံလူတွေလာကြတဲ့အထက်မှာအဲ့လိုနိုင်ငံခြားသားကိုပေးမလုပ်တဲ့စီးပွားရေးကိုလုပ်ချင်ကြလူအများများတယ်အဲ့ဒါမျိုးငါတို့ကဆိုရင်ဘယ်လိုမျိုးလုပ်လို့ရမလဲဆိုတော့အားမျိုးတွေကိုငါတို့ကစီစဉ်ဆောင်ရွက်ပေးရတယ်ဒါပေမဲ့ငါဖြစ်နိုင်ရင်သူတို့အားလုံးကိုအမြဲတမ်းပြောတာကနိုင်ငံခြားသားလုပ်လို့ရတဲ့စီးပွားရေးကိုလုပ်ပါဆိုတော့ရှင်းပြရတယ်။အဲဒါနိုင်ငံခြားသားကြီးပဲလုပ်လို့ရစီးပွားရေးဆိုတဲ့အချိန်မှာ100% foreign owned business တခုကိုတည်ဆောက်လို့ရတဲ့အနေအထားတွေရှိတယ်။အဲ့ဒါမျိုး business တွေကိုလုပ်ဖို့ငါတို့ကအမြဲတမ်းတွန်းအားပေးတယ်100% foreign owned လို့လုပ်လိုက်ပြီဆိုရင်ထိုင်းနိုင်ငံသားစီးပွားရေး partner မလို့တော့ဘူးဒါပေမဲ့အဲ့ဒါကအခု set up လုပ်တာကိုပြောတာဟုတ်ပြီ business ကိုတကယ် run ရင်မင်းကထိုင်းနိုင်ငံထဲမှာ run မဲ့ business ဖြစ်တယ်ဆိုရင်တေချာတယ်မင်းထိုင်းလိုစကားပြောရတာအကောင်းဆုံးပဲအော်သို့မဟုတ်ဘဲနဲ့ no မင်းရဲ့ clients တွေက international clients တွေမင်းကထိုင်းနိုင်ငံမှာ company ထောင်ပေမဲ့မင်းက you're doing trading ပေါ့ you're doing some technical IT လိုဟာမျိုး support လုပ်တဲ့နိုင်ငံတကာကိုလှမ်း support လုပ်တဲ့ company မျိုးတွေတို့ဒါမျိုးလုပ်တဲ့မျိုးဆိုရင်တော့ okay မင်း English လိုမတက်လဲထိုင်းလိုမတက်လဲပြဿနာမရှိဘူးလို့ပြောလို့ရတယ်သို့တော်လည်းထိုင်းနိုင်ငံထဲမှာမင်း operate လုပ်နေတဲ့ရွေးကမင်း accounting နဲ့ပတ်သက်တဲ့ government ကိုတင်ရမယ့် service စာနေလား anything ကတို့ရဲ့ official language ကထိုင်းဖြစ်တဲ့အတွက်ကြောင့်မင်းထိုင်းလိုသိရင်တော့မင်းတို့အပိုကောင်းတယ်ဒါပေမဲ့မသိသေးလဲငါတို့လို Kudos International လိုမျိုး company ရှိတယ်အဲ့ဒါကြမင်း outsource accounting service ပေးတယ် outsource ဒီ business consulting ဟာပေးတယ် outsource တခြားလိုအပ်တဲ့ legal advising တွေပေးတာမျိုးလုပ်တဲ့အတွက်ကြောင့်အဲ့လိုမျိုး third party company ကိုသုံးရင်မင်းစဖွင့်တဲ့ team လေးကိုကြစ်လစ်နဲ့တေးသေးလေးနဲ့ဖွင့်ပြီးတော့ business ကိုလုပ်ပြီးတော့ outsource ငါတို့ပေးငါတို့အကုန်ကျန်တာလုပ်ပေးလို့ရတယ်မြန်မာလူမျိုးတယောက်အနေနဲ့မြန်မာ passport နဲ့ထိုင်းကိုဝင်လို့ရှိရင်ဝင်ခွင့်ဘယ်လောက်ပေးလဲချက်ချင်းပြီးတော့စီးပွားရေးထောင်မယ်ဆိုရင် business visa တွေပါလိုလားဘာလိုလဲ company ထောင်ဖို့ yes မြန်မာလူမျိုးတယောက်ကမင်းထိုင်းနိုင်ငံကိုလာပြီးတော့ကြတော့ business setup လုပ်မယ်ဆိုပြီးဝင်လာရင်ပထမဆုံးချိန်ဝင်လာရင်တော့ yes you might probably come with the
visa free နဲ့ဝင်လာတယ်14 days you got 14 days time ရှိတယ်I mean 14 days duration မှာမင်းနိုင်ငံထဲမှာနေလို့ရတယ် okay အဲ့လိုမဟုတ်တော့ဘဲနဲ့ business setup လုပ်ပြီး14 days free နဲ့ဝင်လာပြီးတော့legal team တွေငါတို့လိုမျိုး consulting company နဲ့စကားပြောပြီးတော့ business setup လုပ်ပြီးဆိုရင်တော့လုပ်ပြီး business စတော့မယ်ဆိုရင်မင်းဒီတေချာပေါ့ business visa ဟိုးလုပ်ထားရမယ်ထိုင်းနိုင်ငံဥပဒေကထိုင်းနိုင်ငံထဲမှာစီးပွားရေးလုပ်နေတဲ့နိုင်ငံခြားသားဒီနံပါတ်1ကnon immigrant B လို့ခေါ်တဲ့ non immigrant business visa type ကိုဟိုးလုပ်ထားရမယ်နံပါတ်2ကအဲ့လူဒီပိုင်ရှင်ပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ်ကိုယ်စားလှယ်ပဲဖြစ်ဖြစ် work permit ထပ်ယူရတယ် the work permit means ငါ white collar work permit ကိုပြောရနော်ဒီ expatriate တွေကိုင်းတဲ့ work permit ကိုငါပြောနေတာ white collar မဟုတ်ဘဲနဲ့တခြား permit ကပါလဲ တခြား white collar မဟုတ်ရင် blue collar တွေရှိတယ်most of Burmese ကprobably ငါထင်တယ်5 to 10 million လောက်ကြားမှာ I don't know exact number အဲ့ဒီ5 to 10 million လောက်ကြားမှာရှိတဲ့မြန်မာလူမျိုးတွေလာနေရတာကကြတော့သူတို့က blue collar work တွေလုပ်တယ်probably မင်းဒီ industry ဟို factory တွေမှာလုပ်တာမျိုး ဟေးအဲ့ဒီ visa ဘာခေါ်လဲ work permit မဟုတ်ဘူးဆိုရင် အဲ့ဒီ visa ကလည်းအဲ့ဒီ visa ကလည်းသူက it's a kind of work permit ဒါပေမဲ့ work permit မှာသူက blue collar work permit ဆိုကြအလုပ်သမားမြန်မာပြောကြအလုပ်သမားကတ်လို့ခေါ်တယ်အလုပ်သမားကတ်လုပ်တယ် and then တချို့မြန်မာ most of the မြန်မာတွေကပို့အလွယ်ခေါ်တယ်ပန်းရောင်ကတ်လုပ်တယ်ပန်းရောင်ကတ်ဆိုတာတို့ကအဲ့ blue collar work permit ရလာရင်ကတ်လေးတစ်ကတ်ထွက်လာအဲ့ကောင်ပန်းရောင်လေးအဲ့ကြောင့်ပန်းရောင်ကတ်လို့ခေါ်တယ်သူကအဲ့ဒီပန်းရောင်ကတ်ကင်ထားရတယ်ဆိုရင် company ထောင်လို့မရဘူးပေါ့ ပန်းရောင်ကတ်ကဝန်တန်းအလုပ်ကျန်းသို့မဟုတ်အောက်ခြေအလုပ်ကိုတစ်ခုခုကိုလုပ်ဖို့ဝင်လာတဲ့လူပါလို့သတ်မှတ်ပေးထားတာတချို့မြန်မာလူမျိုးတွေကတော့ဟိုဒီ white collar work permit ဘာညာလုပ်ဖို့ခက်တော့ကြတော့ money ပါတချို့မဟုတ် a lot of Burmese ကဘာလုပ်လဲဆိုတော့အဲ့ဒီ work permit ကိုရှောက်လိုက်တယ်အဲ့ဒီ pink ကတ်လို့ခေါ်တဲ့ပန်းရောင်ကတ် work permit ကိုရှောက်လိုက်တယ်ရှောက်ပြီးတော့ကြာတော့သူကတထေးတကယ်မရှိဘူးသူမှာဒါပေမဲ့ तू ကတထေးအငှားလို့ခေါ်တာသူတို့ပြောတာထိုင်းလူမျိုးတယောက်ကိုတထေးပါပေါ့တဘောကငါထိုင်းလူမျိုးဆိုတော့မစ္စတာကျော်ထလင်းရဲ့ထိုင်းလူမျိုးကြီးမစ္စတာကျော်ရဲ့ကုမ္ပဏီမှာအလုပ်လုပ်ဖို့ဆိုပြီးတော့ပင့်ကတ်ထုတ်လိုက်တယ်ဒါပေမဲ့ तू အဲ့ကုမ္ပဏီမှာတကယ်မလုပ်ဘူး သူအပြင်မှာစိုင်သေးသေးလေးတော့ဖွင့်နေမယ်သူအပြင်မှာ whatever တခုလုပ်ရင်လုပ်နေမယ်သူအပြင်မှာဟိုမြန်မာနိုင်ငံလူတွေမှားတာအဝယ်တော်ဆိုပြီးတော့ရောင်းဝယ်လုပ်ပေးတာမျိုးလုပ်ရင်လုပ်နေမယ်ဒါမျိုးတွေဖြစ်တယ်ဒါပေမဲ့ဥပဒေအရတရားဝင်မနေဘူး company ထောင်ဖို့ white collar ကတ်ကဘယ်လိုခေါ်လဲ white collar မှာ mostly ကတ်မရှိဘူးသူက blue book လေးပေးထားတယ်ဒါပေမဲ့ since last year ပြီးခဲ့တဲ့နှစ်ကစပြီးတော့သူတို့ကe-work permit လို့ခေါ်တဲ့ internet ပေါ်ကနေပြီးတော့ online ကနေရှောက်တဲ့ work permit ကိုထုတ်ပေးတယ်အဲ့ဒီe-work permit ကိုစပြီးတော့ရှောက်ဖြစ်တဲ့လူတိုင်းကိုတော့ another pink card ထုတ်ပေးတယ်ဒါပေမဲ့အဲ့ဒီ pink card ကတော့ blue collar pink card နဲ့မတူနေဘူးအဲ့ဒါအခုမှစသုံးတာနော်ဒီ2025ရဲ့နှစ်ကုန်ကန်နီးလောက်မှာ October November လောက်မှာတော့ system တစ်ခုလုပ်လိုက်တယ် expatriate တွေအားလုံးလည်း e-work permit system တွေကနေရှောက်ရမယ်ဆိုလုပ်တယ်အဲ့ဒီ e-work permit နဲ့ရှောက်ပြီးဆိုရင်ငါတို့တကယ် expatriate တွေကင်နေတဲ့ blue book လေးကိုကင်စရာမလိုတော့ဘူးအဲ့ဒီ blue book လေးကတော့အရင်တော့သုံးဒီ work permit blue book ကတော့ passport size အတိုင်းပဲကွက်တီပဲ exactly passport size ပဲเนาะအဲ့ကျတော့အဲ့ဒီအခုအစ်စ်တို့စပြီးတော့စမ်းထုတ်ပေးနေတဲ့ပန်းရောင်ကတ်ကကြတော့ဘာလေးပါလဲဆိုတော့ဟိုဘက်ကခုန blue collar work permit နဲ့နည်းနည်းကွဲပြားပြီးတော့ကြတော့အပေါ်မှာဟိုဘားကုတ်လဲပါသလို chipset တခုလဲပါတယ်လို့ငါသိထားတယ်ဒါပေမဲ့ငါကိုယ်တိုင်မရဘူးတော့ငါဒါတကယ်ငါကိုယ်တိုင်သိတာမဟုတ်သေးဘူးเนาะငါကြားတာပဲရှိရเนาะ okay အရင်ကောင်းတယ် very very interesting အရင်အသုံးဝင်တယ်အဲ့တော့ခုန100% မြန်မာလူမျိုးထောင်လို့ကောင်းတဲ့ company type တစ်ခုနှစ်ခုပြောအောင်အဲ့တော့မင်းတချို့ Thai government ကပြောထားတာကနိုင်ငံခြားသားတွေကဒီ company တွေပဲထောင်လို့ရတယ်ဆိုတာအဲ့တော့မင်းကမြန်မာလူမျိုးတွေမြန်မာလူငယ်တွေဘယ်လိုမျိုး company ထောင်လို့ကောင်းတယ်ထင်လဲကျော်ချက်အမြင်မှာ okay အဲ့လိုပြန်ပြောမယ်အစား on the other way round ငါပြန်ပြောခြင်းတယ်
ထိုင်းအစိုးရကနိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်ကိုလုံးဝပေးမလုပ်ထားတဲ့ business type main category เนาะငါပြောတာ small အောက်က sub category ပြောမှာ main category ၃မျိုးပဲရှိတယ် Okay နံပါတ်1က agriculture လို့ခေါ်တယ်ခြုံငုံလိုက်တာ agriculture industry ကို they don't allow other foreigners to do နံပါတ်2ကဘာသာရေး religions နဲ့ပတ်သက်တာတွေလုံးဝပေးမလို့ဘူး နံ စိတ် ပါ ဝ တ် င်စားစရာ 3ကဘာလဲဆိုတော့ antique goods တွေရှေးဟောင်းပစ္စည်းတွေကိုလုံးဝအယောင်းဝယ်ပေးမလို့ Okay ဒါပေမဲ့အဲ့ဒီကောင်ကိုငါထပ်ပြောမယ်ဟိုအမြဲတမ်းမြန်မာလူမျိုးတွေမှားကြတာငါအဲ့ထပ်ပြောကောင်ကအဲ့ဒါဒီကိုယ်ပိုင်စီးပွားရေးအနေနဲ့လုပ်လို့မရတာကိုပြောတာဒါပေမဲ့ခုန work permit လို့ခေါ်တဲ့ blue collar work permit တမားတွေကိုကြတော့အလုပ်ခွင့်မပေးထားတဲ့ဝန်ထမ်းအမျိုးအစားတက်ရှိသေးတယ်အဲ့ဒါကငါရဲ့ expertise မဟုတ်တော့ဘူးငါကျွမ်းကျင်မဟုတ်တော့ဘူးဒါပေမဲ့ငါနားလေတလောက်ကအဲ့လိုမျိုး blue collar တွေမှာလည်းအမျိုးအစား28မျိုးကိုနိုင်ငံသားပေးမလို့ငါသိထားတယ်ဒါပေမဲ့မေးလိုက်မယ်ဟာမြန်မာလူမျိုးတွေဒီမှာလာပြီးတော့ marijuana site နေရ weed site နေရလူတွေအများကြီးပဲပိုင်ရှင်ဆိုပြီးပြောနေတယ် how can they do ဘာလို့သူတို့လုပ်နေရလဲဆိုတော့အဲ့ကြတော့အဲ့ဒါကကြတော့ it's ငါပြောသလိုပေါ့ဥပဒေကိုနည်းနည်းလေးဥပဒေရဲ့ဟာကွက်လေးကိုအသုံးချတာပေါ့ဥပဒေမှာကစိုက်ပျိုးရေးဒီထိုင်းလူမျိုးပဲလောက်ရမယ်သတ်မှတ်ထားတဲ့အတွက်ကြောင့်မြန်မာလူမျိုးတွေကထိုင်း company တစ်ခုအနေနဲ့ထောင်လိုက်တယ်ထိုင်း company ဆိုဒီမှာထိုင်းအစိုးရရဲ့သတ်မှတ်ချက်မှာဥပဒေသတ်မှတ်ချက်မှာထိုင်း company ဆိုဒီမှာကုမ္ပဏီတစ်ခုဒီထိုင်းလူမျိုးက51% အနည်းဆုံးပိုင်ရင်ထိုင်းကုမ္ပဏီလို့ခေါ်တယ်နားလေ အဲ့ကမိလိုက်အဲ့ထိုင်းလူမျိုးက99.99% နဲ့ပိုင်လို့ရတယ်။ or minimum 51% ပိုင်ရမယ်။အဲ့ကြတော့တချို့ငါတို့ရဲ့ client တွေကကြတော့သူတို့ကိုယ်ပိုင်တကယ်သူတို့ရဲ့မိတ်ဆွေထိုင်းလူမျိုးကိုခေါ်လာတယ်။သူတို့ ਨੇ တကယ်အတူရင်းနှီးမြုပ်နှံမှုလုပ်မှာ။အဲ့ကြတော့အဲ့ထိုင်းလူမျိုးနဲ့သူတို့ ਨੇ တခါတည်းလှုပ်ကလေးကထိုင်းဆိုရလိုအပ်ချက်တိုင်း51-49ဆိုတဲ့ ratio နဲ့ထိုင်း company limited ထောင်ပြီးတော့အဲ့ဒီအောက်မှာစိုက်ပျိုးရေးတို့ခုနကိစ္စတွေကိုသူဆက်လုပ်ကြတယ် or some people ကျတော့ဘာလုပ်လဲဆိုတော့ nominee ထိုင်းလူမျိုးငှားကြတယ် which is illegal တရားလုံးဝမဝင်အခုလက်ရှိမှာထိုင်းအစိုးရဒီပြီးခဲ့တဲ့6လလောက်ကနေစပြီးတော့တကယ်တစ်နှစ်လောက်ရှိပါပြီတစ်နှစ်လောက်အတွင်းမှာသူကအဲ့ဒါကိုနှိပ်ကွမယ်လို့တောက်လျှောက်ကြေညာပြီးတော့ကြတော့အခုပြီးခဲ့တဲ့6လလောက်အတွင်းမှာတော့တကယ်ကိုထိုင်းလူမျိုး nominees တွေကိုတုံးထားတဲ့နိုင်ငံခြားသားကုမ္ပဏီစီးပွားရေးကိုလိုက်ပိတ်တယ် Okay နားလေအဲ့တော့မြန်မာလူမျိုးအနေနဲ့ကိုယ်ပိုင်စီးပွားရေးဘန်ကောက်မှာဒါမှမဟုတ်ထိုင်းမှာလာပြီးလုပ်ချင်တယ်ဆိုရင်ဒီ၃ခုမလုပ်ဖ ೇನೆ ဒီ၃ခုမေ့ပလိုက်မယ်အခုအဲ့တော့ agriculture religion antique ဒီ၃ခုမေ့ပလိုက်မယ်ဒီ၃ခုအပြင်မှာအများကြီးလုပ်ရှာရှိတယ်အခု2026ရှိနေပြီမြန်မာ entrepreneur တွေ tech လုပ်ချင်တယ် AI လုပ်ချင်တယ် digital online လုပ်ချင်တယ်အဲ့လိုလူမျိုးတွေဆိုရင်တော့ good idea လို့မင်းထင်လားထင်ပါတယ်ဒါမြန်မာတွေခုဒီ technology ဘက်ကို IT ဘက်ကို AI ဘက်ကိုဥတီပြီးတော့လာစီးပွားလုပ်နေတဲ့လူတွေရှိတယ်ငါရဲ့ပတ်ဝန်းကျင်အတိုင်းဝိုင်းထဲမှာကိုပဲအနီးကပ်မှာကိုပဲခင်းတဲ့လူတွေရှိတယ်သူတို့တွေ set up ထောင်ကြတယ်လုပ်ကြတယ်တချို့ကတော့ official company setup ရအောင်လုပ်ပြီးတော့ကြတော့သူတို့အဲ့ဒီ company ကိုတကယ် run ကြတယ်တချို့ကကြအဲ့လိုမဟုတ်ဘဲနဲ့ဘာလုပ်လဲဆိုတော့ကြတော့ဟိုလုပ်တယ်ဘာခေါ်လဲဘယ်လိုခေါ်မလဲထိုင်းနိုင်ငံမှာအခုလက်ရှိပေးနေတဲ့ DTV ဆိုတာရှိတယ် DTV it's a kind of visa ဘာလဲဆို digital nomads တွေနိုင်ငံတကာမှာဝင်ငွေဝင်နေတဲ့လူတွေကထိုင်းနိုင်ငံမှာလာပြီးတော့စီးပွားရေးထိုင်းနိုင်ငံမှာလာပြီးတော့ငွေကြေးဖြုံးလို့ရအောင်ပေးတဲ့ visa 5 years သက်တမ်းရှိတယ်အဲ့လိုမျိုး DTV visa ကိုရှောက်ပြီးတော့ကြတော့နိုင်ငံတကာက IT jobs တွေကို remote အနေနဲ့လုပ်နေတဲ့လူတွေအများကြီးရှိတယ်
အဲ့ကြောင့်သူတို့တွေရဲ့ဝင်ငွေတွေကအဲ့နိုင်ငံတကာထားပါတော့ Europe က companies တွေ America companies တွေကိုသူတို့ကကုန်တင်ရေးပေးတယ်ပေါ့နော် front end back end တို့ IT နဲ့ whatever ဘာတစ်ခုလုပ်ပေးတဲ့ဟာဆိုရင်သူတို့ကဟိုနိုင်ငံပတ်စံဝင်လာတယ် as long as မင်းကထိုင်းနိုင်ငံထဲမှာငွေရှာနေမဟုတ်ရင်အဲ့ဒီ visa ကြီးအသုံးဝင်တယ်အဲ့ဒီ visa type ကို9နှစ်ပေးထားတဲ့ရွေးချက်ကလည်းနိုင်ငံတကာမှာတခြားနိုင်ငံမှာဝင်ငွေရှိတဲ့လူတွေကသူတို့အလုပ်ကိုထိုင်းနိုင်ငံမှာထိုင်ပြီးလုပ်ရင်းနဲ့အဲ့ဒီနိုင်ငံခြား currency တွေကထိုင်းနိုင်ငံထဲကိုဝင်လာအောင်လုပ်ချင်တာသူက foreign currency income ကို generate လုပ်ယူတာ အဲ digital nomad visa ကိုမြန်မာတွေအတွက်တင့်တော်တယ်လို့ထင်လားလုပ်တင်တယ်လို့ထင်လားစူးစမ်းတင်တယ်လို့ထင်လား ကြိုးစားတင်တယ်တော်တော်များများလေးလောက်ကြပြီးတော့ကြတော့ပြီးခဲ့တဲ့2025ရဲ့နှစ်ကုန်လောက်မှာဆိုရင်မြန်မာလူမျိုးဆိုရင်တော့တော်တော်လေးတင်းကျပ်လာတယ်ဆိုပြီးကြားရတယ်။ဘာလို့ဆိုတော့မြန်မာတွေကတည်မလားဟိုအားလုံးကအခက်အခဲဖြစ်နေအားလုံးကထွက်ပေါက်ရှာနေတဲ့အတွက်ကြောင့် DDB ဆိုတာပေါ်လာနဲ့ DDB ကိုပြေးလျှောက်ကြတယ်။ They don't really have income the other countries income သူတို့တကယ်ရှိမနေတော့လဲ DDB အနေနဲ့လျှောက်ကြလူအများကြီးရှိတယ်။ ရှောက်ပြီးတော့ရတဲ့လူတွေရောများလားရှိတယ်ရတဲ့လူအများကြီးရှိငါပတ်ဝန်းကျင်မှာတွေ့ဘူးတယ်အဲ့လူတွေထိုင်းနိုင်ငံမှာနေကြတယ်ဒါပေမဲ့အဲ့ဒီ visa ရဲ့အားနည်းချက်တစ်ခုကသူက every 6 months မှာထိုင်းနိုင်ငံအပြင်တစ်ခေါက်ထွက်ပေးရတယ်180 days ဆိုရင်ထိုင်းနိုင်ငံအပြင်ထွက်ပေးရတယ်အဲ့ဒါလေဘာလို့လဲဆိုတော့ကျတော့အဲ့ဒါ international requirements เนาะတကယ်ချင်း if you are earning others countries income and you're living in one country more than 180 days ဆိုရင်မင်းကအဲ့နိုင်ငံမှာ tax ပေးရမှာ digital nomads တွေကိုသူတို့ပေးထားကြတော့အဲ့လူတွေ tax ပေးစရာမလိုဘူးမင်းလာပြီး spam လုပ်ပါသုံးပါဒီနိုင်ငံမှာဆိုပြီးတော့ तू ကပြောတာဖြစ်တဲ့အတွက်ကြောင့်180 days ပြည့်တိုင်းမင်းအပြင်ထွက်မင်းတညက်နေထွက်ပြီးပြန်ဝင်လာလဲရတယ်ဘာလို့မင်းကိုယ်ပိုင်အတွက်ပြောတာမင်း tax ပေးစရာမလိုတော့ထိုင်းနိုင်ငံအောင်အဲ့လိုပေါ့ကောင်းတယ်โอเคနောက်ဆုံးမပြီးခင်တခုနှစ်ခု okay နံပါတ်1မြန်မာစကားပြောတဲ့လူအနေနဲ့ထိုင်းစကားသင်ဖို့ကလုံးမစ조사သင်ဘူးလားဒါမှမဟုတ်ဖြစ်နိုင်လားဒါမှမဟုတ် forget about it လားဖြစ်နိုင်တယ်တကယ်ကြီးဖြစ်နိုင်တယ်ငါတို့မြန်မာစကားကတုံးက hard တုံးနေတုံးတယ်သိမလားအတန်အမာတွေပဲတုံးတယ်ထိုင်းကကြောက်ထိုင်းမှာ तू ကတုံး5ခုနဲ့တုံးတယ်အပြော့အတန်လေးနဲ့တုံးတယ်အဲ့ကြတော့တင်ရတာခက်မလားဆိုတော့ကျတော့ yes ဘာလို့ဆိုတော့ထိုင်းအတန်လို့ပျော့ပြောင်းဖြစ်အောင်ငါတို့မြန်မာလူမျိုးတွေလောက်ရတာခက်တယ်ဒါပေမဲ့တင်တယ်ဆိုတော့ဘာလို့လဲဆိုတော့ကျတော့ထိုင်းနိုင်ငံက English ကို medium နဲ့သုံးတဲ့နိုင်ငံမဟုတ်ဘူးစင်ကာပူလိုမဟုတ်ဘူးเนาะစင်ကာပူလိုမဟုတ်တဲ့အတွက်ကြောင့်ထိုင်းကဘာနဲ့တော့တူလဲဆိုဟောင်ကောင်နဲ့တူတယ်တကယ်ချင်းထိုင်းနဲ့ဟောင်ကောင်ရဲ့ဘာတူတာလဲဆိုတော့ language ကိုသုံးတဲ့ဟာမှာတူတာ main the corporate segment တွေမှာ main နေ you can use English anytime anywhere main corporate segment တွေမှာဒါပေမဲ့ main ရုံးကနေထွက်လာပြီးတော့ကျတော့ main daily life ထဲက environment society ရဲ့ဝင်သွားရင်မင်း English ကနေရင်သုံးလို့မရတော့ဟောင်ကောင်လည်းအဲ့တိုင်းပဲဟောင်ကောင်လည်းထိုင်းလည်းအဲ့တိုင်းအဲ့ကြောင့်မင်းရဲ့ daily life မှာမင်းတက်တောင့်တက်တာရှိဖို့ထိုင်းစကားတင်တယ်ထိုင်းစကားတင်တာခက်တယ်သို့တော်လည်းဟိုတင်တော့သူအချိန်နဲ့အမျှတော့ဖြစ်လာလိမ့်မယ်အဲ့တော့ Kudos International Business မှာမင်းတို့အတူတူအလုပ်လုပ်တဲ့လူတွေထဲမှာအောင်မြင်တဲ့လူတွေရှိမှာပေါ့အဲ့တော့အောင်မြင်တဲ့လူတွေကအောင်မြင်နေဆိုရင်ဘာသူတို့ရှိမှာဘာရှိလဲဘာရေးချင်းနေရှိလို့အောင်မြင်တာလဲမင်းအမြင်မှာ expertise ဆိုဒီမှာ तू လုပ်တဲ့ business က तू တကယ်ကျွမ်းကျင်တဲ့အလုပ်ကိုဆက်လုပ်တာထိုင်းနိုင်ငံမှာ it's not that မင်းထိုင်းနိုင်ငံကိုလာပြီးတော့ကြောက်ထိုင်းနိုင်ငံမှာလက်ရှိဘာတွေကဂွင်ကောင်းနေလဲမြန်မာအများစုမေးသလိုမျိုးထိုင်းမှာဘာလုပ်ဖို့ကောင်းတယ်လဲဆိုတဲ့စကားနဲ့မလာတဲ့လူတွေဟုတ်လားနော်မြန်မာနိုင်ငံမှာငါတို့မြန်မာနိုင်ငံမှာ business လုပ်တဲ့လူမှာ2မျိုး2စားရှိတယ်ငါနားလေသလောက်ပေါ့နော်ငါရဲ့စိတ်ထဲမှာငါဆုံးဖြတ်တာ2မျိုး2စားရှိတယ်ဘာလဲဆိုတော့နံပါတ်1ကငါပွက်ရငါစားချတယ်ဆိုရက်စီးပွားရေးသမားနံပါတ်2ကစိတ်ပါဝင်စားမှုနဲ့ကျွမ်းကျင်မှုကို base ခံပြီးလုပ်တဲ့စီးပွားရေးသမားအဲ့ကြတော့ငါတို့စီကိုလာတဲ့အထက်မှာငါပွက်ရငါစားချခြင်းနဲ့
စီးပွားရေးသမားတွေလည်းရှိတယ်တကယ် expertise ကိုဒီဘက်ကို expand လုပ်ယူတာ international field ကိုပြည့်ဝင်ခြင်းနဲ့ဆွဲလူတွေလည်းရှိတယ်အဲ့ကြတော့ထိုင်းမှာဘာလို့ကောင်းမလဲကိုကျော်ထလင်းရေးဆိုပြီးတော့ဝင်လာတဲ့လူတွေကသူပုံမှန်လေးပဲရက်တီလို့ရအောင်သူလုပ်နေကြတယ်ကျွန်တော်ကတော့ဒါပဲကျွမ်းကျင်လို့ဒါပဲလုပ်ပါမယ်ဆိုပြီးရောက်လာတဲ့လူတွေကကြတော့အောင်မြင်ကြတယ်ရန်ကောင်းတယ်ရန်ကောင်းတယ်ကဲအဲ့တော့နောက်ဆုံး question kudos နဲ့အလုပ်လုပ်ချင်တဲ့လူတွေဘာလုပ်တင်လဲဘယ်လိုရှာလို့တွေ့မလဲပြီးတော့ kudos ကိုဘယ်လိုဘာလုပ်ရမလဲငါတို့စီမှာ Kudos International Business Consultancy က Facebook page ပဲရှိတယ် Facebook page မှာငါတို့နဲ့စကားပြောချင်တော့ message drop လုပ်ထားလိုက်ရင်ငါဝန်ထမ်းတယောက်မို့တယောက်ကငါတို့ကိုငါတို့ client တွေကို client to be ပေါ့နော် client ဖြစ်ချင်တဲ့လူတွေကိုလှမ်းပြီးတော့ပြန်ပြီးတော့ဆက်သွယ်ပေးတယ်ဘာလို့ချင်တာလဲမေးပြီးတော့ကျတော့ငါတို့လိုအပ်တာအားလုံး advice ပေးတယ်ငါတို့ကခုနပြောသလို business လာပြီး set up လုပ်ချင်တယ်ဆိုတဲ့လူကိုလည်း business set up လုပ်ပေးတယ်အဲ့ဒီ business ကို set up လုပ်ပြီးသွားရင်ထိုင်းနိုင်ငံထဲမှာတကယ်တမ်း run နေအချိန်ကျရင်သူတို့ဒီ accounting service တွေကိုငါတို့ in house နော်ငါတို့ in house ငါစီမှာတကယ်ထိုင်းမှာရှိတဲ့ CPA CPD လက်မှတ်တွေကင်ထားတဲ့တကယ်ထိုင်းလူမျိုး expertise team လိုက်ကြီးရှိတယ်ငါစီမှာအဲ့ team ကြီးတစ်ခုလုံးကသူတို့စီစဉ်ပေးတယ်ဒါငါဝန်ထမ်းတွေငါခန့်ထားတာနော်အဲ့ကြတော့နောက်တစ်ခုကဘာလဲဆိုတော့ငါတို့မှာ legal ရှိတယ် legal ကငါတို့က legal advice ကိုငါတို့ကိုယ်တိုင်ပေးတာမဟုတ်ဘူး legal ဒီ law နဲ့ပတ်သက်တဲ့ lawyer ဒီထိုင်းလူမျိုးပဲလောရဖြစ်တဲ့အတွက်ကြောင့်အဲ့အတမွေးဝန်ကြောင့်ပြုတ်လုတဲ့ lawyer တွေကိုငါတို့ရဲ့ company ရဲ့ business partner အနေနဲ့တခါတည်းဘယ်လိုခေါ် sole partner လက်မှတ်ထိုးထားပြီးတော့ငါတို့ client တွေရှိတဲ့အချိန်ကျရင်ငါတို့ကသူတို့နဲ့အတူတကွ advice လုပ်ပေးတယ် very nice အဲ့လုပ်တယ်အဲ့ကြတော့ငါတို့က business တစ်ခုကိုငါတို့က A to Z ပေါ့ turnkey အကုန်ရအောင်လုပ်ပေးရတော့မြန်မာတယောက်ဒီနဲ့ company စကြနေဆိုရင်ဒီ Thai ကို14ရက်မလာဘဲနဲ့ရန်ကုန်ကနေအရင်စဖို့အဲ့ဒါဖြစ်နိုင်လားဒါမှမဟုတ် Thai ကိုအနည်းဆုံး14ရက်လာပြီးတော့လုပ်တင်လားဖြစ်နိုင်တဲ့တကယ်ချင်း Thai ကိုမလာဘဲနဲ့သူကအဝေးရက်နေငါတို့နဲ့ consulting ယူပြီးတော့အဆင်ပြေသွားပြီဆိုရင်ငါတို့ကိုသူလိုချင်တဲ့နာမည်ကိုရွေးပေးပြီးတော့ငါတို့ကအဲ့နာမည်နဲ့ business type ကိုငါတို့က Department of Business Development အောက်မှာငါတို့က book လုပ်ပေးလို့ရတယ် book လုပ်ပြီးတော့ကြာတော့ तू က okay ပါတီလောက်ဖွဲ့လိုက်ပါတော့ဆိုရင်သူ့ရဲ့ passport copy သူ့ passport copy ကို तू လက်မှတ်ထိုးထားတယ်အဲ့စာရွက်တရွက်ငါတို့ပို့ပေးလိုက်နိုင်ရင် mediation နဲ့ပဲပို့လိုက် company setup ငါထောင်ပေးလို့ရတယ် company setup ထောင်ပြီးရင်ငါခုနပြောတဲ့ဒီ Department of Business Development အောက်မှာ company register လုပ်ပြီးသွားရင် business ရဲ့ရက်တီမှု nature ကိုဆက်ရွေးအောင်မယ် 100% foreign own လုပ်မှာလားပြီးတော့ကျတော့ဒုမဟုတ်ဘဲနဲ့ထိုင်းလူမျိုး partner နဲ့အတူတွဲပြီးလုပ်တာမျိုးလုပ်မှာလားထိုင်းလူမျိုးနဲ့တွဲပြီးလုပ်တဲ့အချိန်မှာလည်းပဲ BOI လို့ခေါ်တဲ့ Board of Investment အောက်မှာ special permission နဲ့လုပ်တဲ့ business မျိုးလား general business လုပ်မှာလားဒါမျိုးပေါ့ Okay အဲကောင်းတယ်ကျော်ထက်လင်းထုံးစံအတိုင်း thank you very much ပါမင်း share လုပ်တဲ့ idea တွေကအများနဲ့အရင်အသုံးဝင်တဲ့တမိုးရှိတယ်လို့ထင်တယ်အဲ့တော့ကျေးဇူးတင်ပါတယ်ကျေးဇူးပါသမ္မောင်ရေ